marketing အပိုင်းနဲ့ပတ်သက်ပြီးလေ့လာခဲ့တာကိုသုံးသပ်ရရင်စာရေးသူကရေတိုခဏတာကိုကြည့်ပြီးရောင်းချနေတဲ့ရှေ့ရိုးစင်လာ marketing ကနေရေရှည်ဆက်ဆံရေးခိုင်မြဲပြီးတန်ဖိုးရှိတဲ့အရာတွေကိုပေးနိုင်မဲ့ marketing နည်းအသစ်ကိုပြောင်းလဲခိုင်းနေတာဖြစ်ပါတယ်။အခုလိုမျိုးစာရေးသူရဲ့တိုက်တွန်းချက်နဲ့အညီစားသုံးသူတွေရဲ့တကယ်လိုအပ်ချက်ကိုသဘောပေါက်ပြီးဖောက်သည်တွေနဲ့ခိုင်မြဲတဲ့ဆက်ဆံရေးတွေတည်ဆောက်ထားနိုင်တဲ့ကမ္ဘာကျော်နာမည်ကြီးကုမ္ပဏီတွေကတော့ Apple နဲ့ Patagonia တို့ပဲဖြစ်ပါတယ်။ဥပမာ Apple ဆိုရင်သူ့ဖောက်သည်တွေအဓိကလိုချင်တဲ့လုပ်နိုင်စွမ်းနှစ်သက်လာမှုနဲ့လူမှုရေးအဆင့်အတန်းဆိုတဲ့လိုအပ်ချက်နှစ်ခုကိုအဓိကပြည့်စည်ပေးထားပါတယ်။တစိမ့်မျိုးစုံထဲကမှ Apple ဖုန်းကိုရွေးသုံးတဲ့လူတွေကတာမန်ဖုန်းတစ်လုံးဆိုတာထက်စွမ်းဆောင်ရည်ပြည့်ဝပြီးခေတ်မီစံသစ်တဲ့အတိုင်းအဝိုင်းတစ်ခုမှာပါဝင်ချင်ကြသူတွေပါပြီးတော့သူတို့မှာအဆင့်အတန်းတစ်ခုရှိချင်တဲ့ဆန္ဒအပြင်လွတ်လွတ်လပ်လပ်တီထွင်ဖန်တီးဆက်သွယ်ချင်နိုင်တဲ့စိတ်နဲ့ကိုဘလို့လူလဲဆိုတာကိုဖော်ပြနိုင်ချင်တဲ့စိတ်ရှိကြပါတယ်ဒါကို Apple ကုမ္ပဏီကကောင်းကောင်းနားလည်ပါတယ်ဒါကြောင့်လဲ Apple ကသူ့ထုတ်ကုန်တွေကိုပြောင်းလဲတောက်ပနေတဲ့ဒီဇိုင်းတွေထူးခြားတဲ့နည်းစနစ်တွေနဲ့အတူအမြဲတမ်းခေတ်ရှေ့ပြေးနေတဲ့အဆင့်အတန်းမျိုးဖန်တီးထားတာပါပြောရရင် Apple ထုတ်ကုန်တွေကတာမန်ပစ္စည်းတစ်ခုဆိုတာထက်သုံးစွဲသူရဲ့ identity ကိုဖော်ပြပေးနိုင်တဲ့အထိဖောက်သည်တွေရဲ့လိုအင်ဆန္ဒကိုဖြည့်ဆည်းပေးနိုင်စွမ်းရှိပါတယ်။ဒါကြောင့် Apple ရဲ့ marketing နည်းဗျူဟာကိုသုံးသပ်ရရင် iPhone နဲ့ MacBook ဆိုတဲ့ပစ္စည်းသက်ရောင်းချတာမျိုးမဟုတ်ပဲနည်းပညာလောကမှာတီထွင်ဖန်တီးနိုင်စွမ်းမြင့်မားပြီးအများနဲ့မတူတမူထူးခြားတဲ့လူနေမှုအဆင့်အတန်းတစ်ခုကိုရသွားခြင်းတဲ့အထိရောင်းချပေးနေတာဖြစ်ပါတယ်။တလားစထားတဲ့ Apple နဲ့ကုမ္ပဏီကိုကြည့်လိုက်မယ်ဆိုရင်သူတို့ထုတ်ကုန်ရဲ့ထူးခြားချက်တွေထက်စိတ်ခံစားချက်ကိုပိုပြီးတက်ရောက်အောင် This difference လို့ကြော်ညာထားပါတယ်အလားတူပဲ1983ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့ Patagonia ကုမ္ပဏီဟာတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာတက်ကြွလှုပ်ရှားမှုတွေကိုအလေးပေးပြီးတော့တောင်တက်တာနှင်းလျှောစီးတာရေလွှာလျှောစီးတာအစရှိတဲ့ပြင်ပလှုပ်ရှားမှုတွေအတွက်ရည်ရွယ်တဲ့အရေးအတွေ့မြင့်အဝတ်အထည်အသုံးအဆောင်နဲ့အစားအသောက်တွေကိုလက်လီရောင်းချပေးနိုင်တဲ့အမေရိကန်အခြေစိုက်နာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်ပါတယ်ဒီကုမ္ပဏီရဲ့ marketing နည်းဗျူဟာကတော့ဖောက်သည်တွေရဲ့ရည်ရွယ်ချက်နဲ့စစ်မှန်မှုကိုဦးတည်ကြောင်းကြော်ညာထားတာလို့စာရေးသူကသုံးသပ်ထားပါတယ်။ဘာကြောင့်လဲဆိုရင်သူ့ရဲ့ထုတ်ကုန်တွေကပြင်ပလှုပ်ရှားမှုတွေမှာသုံးစွဲမဲ့ပစ္စည်းသက်ဆိုတာထက်တဘာဝပတ်ဝန်းကျင်ကိုအလေးထားပြီးထိမ့်သိမ်းလိုတဲ့လူနေမှုပုံစံတစ်ခုကိုကိုးစားပြုနေလို့ပါပြီးတော့သူ့ဖောက်သည်တွေကတာရှည်ခံတဲ့အနှွေးတွေကိုလိုချင်တာထက်သူတို့ရဲ့ရွေးချယ်မှုကကဘာမြေကြီးကိုထိမ့်သိမ်းပေးရာရောက်တယ်ဆိုတဲ့ခံစားချက်မျိုးကိုပိုရချင်တဲ့သူတွေဖြစ်ပါတယ်။ဒါကြောင့်ပတာဂိုနာကဖောက်သည်တွေရဲ့ကဘာမြေကြီးအတွက်ကောင်းတဲ့အရာတွေဖန်တီးပေးခြင်းတဲ့စိတ်ဆန္ဒကိုဖြည့်ဆည်းပေးရင်သူအမှတ်တစိတ် brand ကိုတည်ဆောက်ထားပါတယ်။ဒါအပြင်ပတာဂိုနီးယားရဲ့နိဗ္ဗာန်တွေဟာလူမှုရေးတာဝန်ယူမှုကိုအရင်ခံထားတာပါ
လူတွေကိုမလိုတာတွေမဝယ်နဲ့အောင်ရှိတဲ့ပစ္စည်းတွေကိုပြန်ပြီးသုံးစွဲနိုင်အောင်အလေးပေးတိုက်တွန်းထားတာတွေ့ရပါတယ်ဒီနီလန်းနဲ့ပတာကိုနီးယားကသူဖောက်တယ်တွေနဲ့ယုံကြည်မှုနီလန်းကိုရယူထားတာဖြစ်ပါတယ်အခုလေ့လာခဲ့တဲ့ဒီကမ္ဘာကျော်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Apple နဲ့ပတာကိုနာတို့ဟာနှစ်ခုစလုံးကသူတို့ထုတ်ကုန်တွေကိုဖောက်သည်တွေရဲ့စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်တွေဖြစ်တဲ့အဆင့်အတန်းကိုပြသလိုမှုပါဝင်လိုမှုစွမ်းဆောင်ရည်ပြေဝမှုနဲ့ရေရှည်ထိမ့်သိမ့်လိုမှုစတာတွေကိုဖြည့်ဆည်းပေးနိုင်အောင်ထုတ်လုပ်ဖန်တီးထားတာဖြစ်ပါတယ်ဒီဥပမာနှစ်ခုကိုလေ့လာပြီးတဲ့နောက်မှာကုန်ပစ္စည်းအမှတ်တစိတ်တွေဟာလူတွေရဲ့အပေါ်ယံလိုအပ်ချက်ထက်စိတ်လိုအပ်ချက်ကိုဥတီရောင်းချနေတဲ့ဆိုတဲ့အချက်ကိုသဘောပေါက်နားလည်သွားမယ်လို့ယုံကြည်ပါတယ်ဒီလိုမျိုးစားသုံးသူတွေအလိုချင်ဆုံးဆန္ဒကိုနားလည်မှသာကိုအမှတ်တစိတ်ကိုရေရှည်ဆွဆွဲမြင့်မြဲသုံးဆွဲမဲ့ဖောက်တဲ့စစ်တွေရရှိပိုင်ဆိုင်သွားမှာဖြစ်ပါလိမ့်မယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်